အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့နော်မီရဲ့ချွေးမတစ်ယောက်ဖြစ်တဲ့ရူတာဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဣသရေလနိုင်ငံမှာအငတ်ပေးဆိုင်တုန်းကယူရပြည်ဘယ်လင်မျိုးသားဖြစ်တဲ့အေလီမလက်ဟာအမျိုးသမီးဖြစ်တဲ့နော်မီမဟာလုံနဲ့ခီလျန်ဆိုတဲ့သူ့သားနှစ်ယောက်တို့နဲ့မောဘပြည်မှာတဲခိုကိုပြောင်းရွှေ့သွားကြပါတယ်။အဲဒီနောက်သူ့ယောက်ျားတည်သွားပြီးနောက်ပိုင်းမှာသားနှစ်ယောက်ကမောဘပြည်သူတွေဖြစ်ကြတဲ့အော်ရပနဲ့ရူတာဆိုတဲ့အမျိုးသမီးတွေနဲ့လက်ထက်ယူလိုက်ကြပါတယ်။ဒီလိုနဲ့10နှစ်ခန့်ကြာတဲ့အချိန်မှာနော်မီရဲ့သားတွေလည်းတည်ဆုံးသွားကြပါတယ်။အဲဒီနောက်မှာဖျားသခင်ကသူ့လူတွေကိုကြည့်ရှုပြီးအစာရေးစားပေးသနာတော်တယ်ဆိုတဲ့သတင်းကိုနော်မီသတင်းရတဲ့အခါမှာယူဒပြည်ကိုပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ရူတာနဲ့အော်ရပလည်းလိုက်သွားကြပါတယ်။ဒါပေမဲ့လန်ခီမှာသူတို့ကိုနော်မီကသမီးတို့နှစ်ယောက်စလုံးကဇနီးကောင်းနေချွေးမကောင်းနေဖြစ်ကြကြောင်းသူ့မှာပေးစားစရာသားမရှိတော့ကြောင်းအရွယ်မလွန်ခင်မှာချွေးမတွေကိုမိဘအိမ်ပြန်ပြီးနောက်အိမ်ထောင်ပြုစီခြင်းတဲ့အကြောင်းပြောပြီးမောဘပြည်ကိုပြန်ခိုင်းပါတယ်။ဒီလိုနဲ့ချွေးမနှစ်ယောက်လည်းငိုကြပြီးတော့နောက်ဆုံးမှာအော်ရပကသူ့ယောက်ခမကိုနမ်းပြီးပြန်သွားပါတယ်။ရူတာကတော့မပြန်ပါဘူး။ဒါနဲ့ရူတာကိုနော်မီကမင်းမအော်ရပဟာသူ့လူမျိုးသူ့ဖျားတွေစီပြန်သွားပြီးသူနဲ့လိုက်ပြန်သွားပါလို့ပြောတော့ရူတာကသူ့ယောက်ခမကိုမစွန့်နိုင်တဲ့အကြောင်းယောက်ခမအမျိုးဟာသူ့အမျိုးယောက်ခမဖျားဟာသူ့ဖျားဖြစ်တဲ့အကြောင်းပြန်ဖြေပါတယ်။အဲဒီလိုနဲ့ရူတာနဲ့နော်မီဟာမူရောစပါးရိတ်သိမ်းခါစားအချိန်မှာဘက်လင်မြို့ကိုပြန်ရောက်လာကြပါတယ်။တနေ့ကျတော့ရူတာဟာဘောဇာလို့ခေါ်တဲ့သူရဲ့လယ်ထဲမှာရိတ်သိမ်းပြီးကြံတဲ့စပန်နန်တွေကိုသွားကောက်ပါတယ်။ရူတာဟာနော်မီနောက်လိုက်လာခဲ့တဲ့တစ္ဆာရှိမောဘအမျိုးသမီးဖြစ်ကြောင်းဘောဇာကြားထားပါတယ်။ရူတာအတွက်ကောက်နယ်တချို့ချထားပေးဖို့အလုပ်သမားတွေကိုလည်းဘောဇာမှားပါတယ်။အဲဒီညနေမှာရူတာကိုနော်မီကဒီကနေ့ဘသူ့လယ်ထဲမှာအလုပ်လုပ်ခဲ့တယ်လဲလို့မေးတော့ရူတာကဘောဇာလို့ခေါ်တဲ့သူရဲ့လယ်ထဲမှာလို့ပြန်ဖြေခဲ့ပါတယ်။ဒါနဲ့နော်မီကဘောဇာဟာသူတို့ရဲ့အမျိုးဖြစ်ကြောင်းပြောပြပါတယ်။အခြားအမျိုးသမီးတွေနဲ့တူသူ့လယ်မှာဆက်အလုပ်လုပ်နေပါအဲ့ဒီမှာလုံခြုံတယ်လို့ပြောပါတယ်။ရူတာလည်းရေသိမ်းချိန်ပြီးတဲ့အထိဘောဇာရဲ့လယ်မှာဆက်အလုပ်လုပ်ပါတယ်။ရူတာဟာအလုပ်ကြိုးစားတဲ့မိန်းမကောင်းတစ်ယောက်ဖြစ်တာကိုဘောဇာသတိထားမိပါတယ်။ဒီလိုနဲ့အိမ်ပြန်ရောက်လာတော့နော်မီကဘောဇာဟာသူ့ရဲ့အမျိုးဖြစ်တာကြောင့်ရူတာကိုရေချိုးခြင်းအဝတ်တစားဆင်ခြင်းတွေပြုလုပ်ခိုင်းပြီးတော့ဘောဇာရဲ့ကောက်နေတလင်းကိုတွားခိုင်းပါတယ်။ပြီးတော့ဘောဇာစားတောက်ပြီးအိတ်တဲ့အချိန်ကျရင်သူ့ရဲ့ခြေ၌ဖုံးထားတဲ့ဆောင်ကိုဖွင့်ပြီးဝင်အိတ်ဖို့မှားပါတယ်။ရူတာလည်းသူ့ယောက်ခမမှားထားတဲ့အတိုင်းလှုပ်ဆောင်ပါတယ်။ဒီလိုနဲ့ညတကောင်ရောက်တဲ့အချိန်မှာဘောဇာကဟိုဘက်ဒီဘက်လှည့်တဲ့အချိန်လေးမှာသူ့ခြေရင်းမှာလူတစ်ယောက်ရှိတာကိုသိသွားပြီးတော့ဘသူလဲလို့မေးတဲ့အခါအမျိုးသမီးကရူတာဖြစ်ကြောင်းကိုပြန်ပြောပါတယ်။ဒီလိုနဲ့ဘောဇာကရူတာကိုဒီကိစ္စနဲ့ပတ်သက်ပြီးမစိုးရိမ်ဖို့နဲ့ရူတာဟာတီလာနဲ့ပြည့်စုံတဲ့မိန်းမဖြစ်ကြောင်းကိုသူသိပါတယ်လို့ပြောရတယ်။ဒါပေမဲ့ရွေးပိုင်တဲ့အမျိုးသားချင်းဝတ်ကိုပြုတ်ကျင်တဲ့သူရှိရင်ပြုဖို့နဲ့မရှိရင်ထာဝရဘုရားအသက်ရှင်တည်အတိုင်းပြုပါမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။အဲဒီခေတ်တုန်းကယောက်ျားတစ်ယောက်တည်သွားလို့သားမရှိဘူးဆိုလို့ရှိရင်အမျိုးတစ်ယောက်ကသူ့မိန်းမကိုလက်ထပ်လို့ရပါတယ်။ဒါပေမဲ့အမျိုးတွေကရွေးယူသူမရှိတဲ့အတွက်ဘောဇာဟာသူ့ကတိအတိုင်းရူတာကိုလက်ထပ်လိုက်ပါတယ်။သူတို့ဟာအောဘက်လို့ခေါ်တဲ့သားတစ်ယောက်ရလာကြပါတယ်။နောက်ပိုင်းမှာသူတို့ရဲ့သားအောဘက်ကဒါဝိမင်းကြီးရဲ့အဖိုးဖြစ်လာခဲ့ပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။